မင်္ဂလာပါလူကြီးမင်္ဂလေးတို့ရေ Little Forest ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တော့ပုံမြင်လေးတစ်ပုဒ်နားထောင်ကြမလားပုံမြင်ဆိုပေမဲ့လည်းစဉ်းစားစရာလေးတွေပါတာမို့နားထောင်ရင်းနဲ့အုံနောက်လေးတွေပါလေ့ကျင့်ငန်းလုပ်ကြရအောင်လေပေါ်ပါခြင်းရဲ့ရှိုးဝက်ချက်တခါတော့ကတောင်ပေါ်မျိုးလေးတစ်မျိုးမှာပညာရှိဘုန်းတော်ကြီးတစ်ပါးရှိခဲ့ပူပါတဲ့ဆရာတော်ရဲ့ကျောင်းကလေးဟာဘလောက်လှပလဲဆိုရင်နေအောင်ကြီးနွေးနွေးလေးအောက်မှာပန်းပွင့်လေးတွေကပြုံးပြနေတယ်လို့လိပ်ပြရောင်စုံလေးတွေကကခုံပြောင်းဝဲနေတတ်ကြတယ်။ဂျိုးငတ်ဖြူဖြူလေးတွေကလည်းငင်းချမ်းရေးသချင်းလေးတွေစိုးနေတတ်ကြတာပေါ့ကွာ။ဒီနေ့ကျတော့အဖိုးအိုတယောက်ဟာဆရာတော်ကျောင်းကိုရောက်လာခဲ့တယ်။အဖိုးအိုကအသက်ကြီးပြီဆိုပေမဲ့မျက်လုံးတွေကတောက်တောက်ပြောင်ပြောင်နဲ့တော်တော်လေးစိတ်အားထက်သန်နေပုံရတယ်။ဒါပေမဲ့မျက်နှာမှာတော့စိုးရိမ်ပူပန်မှုတွေကအထင်သာတွေ့နေရတယ်။အဖိုးအိုကဆရာတော်ကြီးကိုမြင်တော့ဒူးတုတ်ထိုင်ရှ िख ိုးလိုက်ပြီးလေးလေးဆဆပြောပါတယ်။အရှင်ဘုရားတပည့်တော်ဟာဆရာသမားပေါင်းစုံရဲ့ဆုံးမစကားတွေကိုနာကြားခဲ့ပြီးပါပြီ။ပြောစရာကောင်းတာတွေကိုစွန့်လွတ်ရမယ်ဆိုလို့အပျော်အပါးတွေကိုရှောင်ခဲ့တယ်။စားကောင်းတောက်ဖွယ်တွေကဆွဲလန်းစေတယ်ဆိုလို့ရိုးရိုးရှင်းရှင်းပဲစားခဲ့တယ်။အိမ်ထောင်ရေးဒုက္ခဆိုတာနှောင်ဖွဲ့မှုပဲဆိုလို့အိမ်တော်တဲ့ဘဝကိုတောင်စွန့်လွတ်ခဲ့ပါတယ်။အဖိုးအိုကခဏနားပြီးတော့ဆက်ပြောပြန်တယ်။ဒီလိုစွန့်လွတ်မှုတွေအများကြီးလုပ်ခဲ့ပေမဲ့တပည့်တော်ရဲ့စိတ်ထဲမှာလွတ်လပ်ပေါ်ပါတဲ့ပျော်ရွှင်မှုဆိုတာဘယ်နာမှန်းကိုရှာလို့မတွေ့နိုင်သေးဘူးဖေ။စွန့်နိုင်မှရမယ်ဆိုတဲ့အတွေးနဲ့တင်တပည့်တော်ကိုနှောင်ဖွဲ့ထားတဲ့အရာမှန်သမျှကိုဖျက်နိုင်အောင်ကြိုးစားရင်းနဲ့ပို့ပြီးတောင်ရှုပ်ထွေးလာသလိုပါပဲ။တပည့်တော်ဘာဆက်လုပ်တင်လဲဖေတဲ့ဆရာတော်ကြီးကအဖိုးအိုရဲ့စကားတွေကိုစိတ်ရှည်လက်ရှည်နားထောင်ရင်းမျက်လုံးလေးတွေမှိတ်ပြီးပြုံးပြုံးလေးနေခဲ့တယ်။ပြီးမှဖြည်းဖြည်းချင်းပြောလိုက်တာကတကားကြီးဒါဆိုရင်တကားကြီးအခုလိုခံစားနေရတဲ့စိုးရိမ်ပူပန်မှုတွေစွန့်လွတ်ခဲ့ရတယ်ဆိုတဲ့အတွေးတွေအဲ့ဓာတွေအားလုံးကိုပါစွန့်လွတ်လိုက်လေတဲ့။ဝါလူကြီးမင်းကလေးတို့ရေဆရာတော်ကြီးရဲ့စကားကနားထောင်လို့တော့လွယ်သလောက်ခက်ခဲနိုင်နေပါတယ်။အဖိုးအိုကတော့အံ့ဩတကြီးဖြစ်နေတာပေါ့။စဉ်းစားကြည့်လိုက်တော့အဖိုးအိုကပျော်စရာတွေကိုစွန့်ခဲ့တယ်။စားကောင်းတောက်ဝယ်တွေကိုစွန့်ခဲ့တယ်။ချစ်ခင်ရသူတွေကိုတောင်စွန့်ခဲ့တယ်တဲ့။ဒါပေမဲ့သူမစွန့်နိုင်ခဲ့တဲ့တခုကဘာလဲသိလား။ငါစွန့်လွတ်ခဲ့ပြီဆိုတဲ့အတွေးနဲ့ငါဒုက္ခခံခဲ့ရတယ်ဆိုတဲ့ခံစားချက်ကိုပဲအဲ့ဒါကိုသူကတင်းတင်းကြီးစုပ်ကင်ထားခဲ့တာပေါ့လူကြီးမင်းကလေးတို့ကြားဘူးကြလားလူတစ်ယောက်ကသူ့လက်ထဲမှာကြောက်ခဲတစ်လုံးကိုတင်းတင်းကြီးစုပ်ထားပြီးငါမှယေဒနာရှိတယ်လို့ထင်နေတာမျိုးပေါ့တကယ်တော့အဲ့ဒီကြောက်ခဲကိုလွတ်ချလိုက်မှာပဲသူ့လက်ထဲမှာဘာမှမရှိတာကိုသိပြီးပေါ့ပါသွားမှာလေအဖိုးအိုကလည်းအဲ့ဒီကြောက်ခဲကိုမစွန့်နိုင်သေးဘူးဖြစ်နေတာငါစွန့်ခဲ့တယ်လို့ခဏခဏပြန်ပြောနေတော့သူ့ခေါင်းထဲမှာအဲ့ဒီအတွေးနဲ့ပဲလေးလံနေတာပေါ့ဆရာတော်ကြီးပြောလိုက်တာကတကားကြီးမင်းတကယ်ကိုပေါ့ပါခြင်းမင်းစိတ်ထဲမှာဒုက္ခရောက်နေတယ်ပင်ပန်းနေတယ်ဆိုတဲ့အတွေးတွေကိုပါလွတ်ချလိုက်ပါတော့ဆိုတဲ့သဘောပါပဲတကယ်ကိုပေါ့ပါလွတ်လပ်တဲ့ပျော်ရွှင်မှုဆိုတာအဲ့ဒီလိုလွတ်ချလိုက်တဲ့အခါမှာကိုယ့်စီကိုအလိုလိုရောက်လာတတ်တာလူကြီးမင်းကလေးတို့ရေဗုဒ္ဓမြတ်စွာဘုရားတော်ဉာဏ်အလင်းရဖို့ဒုက္ခခံခဲ့တာမဟုတ်ဘူးနော်အလဲအလက်လမ်းစဉ်နဲ့ကြင်ကြံခဲ့တာမစ္စည်းမပရိပဒါလို့ခေါ်တာပေါ့အလွန်အကျွံလည်းမဟုတ်ဘူးဘာမှမလုပ်ဘဲလည်းမနေဘူးအရာရာကိုမျှတစွာလှုပ်ဆောင်တာကိုခေါ်တယ်အခုခေတ်မှာဆိုရင်လေလူတွေကပတ်စံရခြင်းလို့အောင်မြင်ခြင်းလို့ပျော်ရွှင်ခြင်းလို့ဆိုပြီးကိုတအားဖိအားပေးပြီးပင်ပန်းဆင်းရဲခံနေကြတယ်ငါအလုပ်တွေအများကြီးလုပ်ရတယ်ငါအရန်ပင်ပန်းတယ်ဆိုတာကိုဂုဏ်ယူနေကြတာပေါ့အဲ့ဒီလိုပင်ပန်းရတာကိုပဲတန်ဖိုးရှိတယ်လို့ထင်နေကြတာတကယ်တော့ပျော်ရွှင်မှုဆိုတာအဲ့ဒီလိုလေးလံတာမဟုတ်ပါဘူးကိုယ်စိတ်တွေကမလိုအပ်တဲ့အတွေ့တွေစိုးရိမ်ပူပန်မှုတွေအားလုံးကိုပို့ပို့ပါပါလေးလွတ်ချလိုက်နိုင်တာပါပဲလူကြီးမင်းတို့လေးလံတဲ့ကြောဘိုးအိတ်ကြီးကိုလွယ်ပြီးလမ်းလျှောက်နေတယ်ဆိုပါစို့အထဲမှာမလိုအပ်တဲ့အမိုက်တွေအများကြီးထည့်ထားတာပေါ့အဲ့ဒီအမိုက်တွေကိုလွှတ်ပစ်လိုက်တော့မှပဲကြောဘိုးအိတ်ကပေါ့သွားပြီးတွတ်တွတ်လက်လက်ရှောင်နိုင်ပါလေကိုယ်စိတ်ကလည်းဒီလိုပါပဲမလိုအပ်တဲ့ဒုက္ခတွေအတွေးအမှားတွေကိုလွတ်ချလိုက်နိုင်ရင်
ပေါ့ပါသွားပြီးတကယ်ပျော်ရွှင်မှုကိုရရှိနိုင်မှာပါဒါကြောင့်မို့တကယ်ငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုဆိုတာပြင်ပကအရာတွေကိုစွန့်လွတ်တာမျိုးမဟုတ်ဘူးကိုယ်စိတ်ထဲကမလိုအပ်တဲ့လေးလံနေတဲ့ဒုက္ခတွေအစွဲအလန်းတွေကိုလွှတ်ချလိုက်ခြင်းကသာလျှင်အကောင်းဆုံးနည်းလမ်းပါပဲကိုယ့်ပခုံးပေါ်ကဖိစီးထားသမျှကိုလွှတ်ချတင်တာတွေလွှတ်ချလှုပ်တဲ့အလုပ်ကိုပေါ့ပေါ့ပါပါနဲ့တာဝန်ကျေအောင်လုပ်သွားကြရင်ဘဝကပိုပြီးပျော်စရာကောင်းလာမှာအမှန်ပါပဲနော်ဟုတ်ကဲ့ပါလူကြီးမင်းတို့လည်းလွတ်လပ်ပေါ်ပါတဲ့ပျော်ရွှင်မှုအစစ်အမှန်ကိုရှာဖွေတွေ့ရှိနိုင်ကြပါစေနောက်တစ်ပတ်မှာပြန်တွေ့ကြမယ်နော်See ya bye bye